ဦးလေးဝက်3ထက်သား50သားပေးပါဗျာအောင်မီလေးနဲ့ဝက်သားနီချက်လေးချက်စားမယ်ဗျာဝယ်လာတဲ့ဝက်သားတွေကိုဆေးကြောပြီးချက်ဖို့အတွက်ပြင်တော့မယ်ဗျာဒီနေ့တော့ကျွန်တော်တိတ်ကြိုက်တဲ့ဝက်သားကိုအောင်မီလေးနဲ့ချက်နေတာပါဗျာအနံ့လေးကတော့မှုေးနေပြီနော်စားနည်းနည်းထက်ထည့်ရမလားရှင်ဝက်သားကိုအောက်မီလေးနဲ့နှက်ထားတော့ချင်းဟင်းချက်ဖို့ကစုံရွက်နဲ့ချက်ပေါင်ရွက်ခူးမလို့လေဒါကတော့အိမ်ကစိုက်ခင်းကိုရောက်နေတာပါဗျာအိမ်မှာပုံမှန်ငပီးနဲ့ဆိုတော့တစ်ခါတလေဆိုရင်ကြက်ဥကြော်ထွေလီကားလေးတွေမချက်ဘူးနော်मैं मोदी साहब से गुजारिश करता हूँရတဲ့လစာလေးကိုခြွေတာပြီးချက်စားရတာပါဗျာကစုံရွက်ချင်းဟင်းလေးချက်နေတော့ကျွန်တော်မိမကြိုက်တဲ့မိခင်ထားတဲ့ငရုတ်သီးနဲ့ငပီးကိုထောင်းနေတာပါငါယောက်ျားလက်ရာအရန်ကောင်းတာပဲအဲ့ဒါကြောင့်ယောက်ျားကိုချစ်နေရတာဝတ်သားနီချက်ကလည်းရှယ်ပဲ